မင်္ဂလာပါစာစနာလိုက် channel ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကလူတိုင်းအတွက်အရေးကြီးပါတယ်အဲ့ဒါကတော့စိတ်ညစ်နေတဲ့အခါကိုဘယ်လိုပြန်ပြီးအားပေးမလဲဆိုတာပါလူဘဝမှာစိတ်မညစ်ဘူးတဲ့သူမရှိပါဘူးဒါပေမဲ့စိတ်ညစ်တဲ့အခါအချို့ကအမှောင်ထဲမှာပိတ်မိနေတတ်ပြီးအချို့ကတော့အလင်းရောင်ကိုမြန်မြန်ရှာတွေ့ကြပါတယ်မြတ်စွာဘုရားရှင်ကလောကထံဆိုတာကိုဟောကြားခဲ့ပါတယ်လာဘောရခြင်းအလာဘောမရခြင်းရသောအချမ်းရံရှိခြင်းအရသောအချမ်းရံမရှိခြင်းပတ္တန်တာချီးမွမ်းခံရခြင်းနေနာကဲ့ရဲ့ခံရခြင်းဒုက္ခချမ်းသာခြင်းဒုက္ခဆင်းရဲခြင်းဒီရှစ်ပါးဟာမကောင်းတဲ့ဘက်ကလာတဲ့အခါကျွန်တော်တို့စိတ်ညစ်ရပါတယ်ဒါဟာတဘာဝတရားပါတင်တယောက်တည်းဖြစ်နေတာမဟုတ်ပါဘူးတဲ့အမြင်မှန်ဖြစ်လက်ခံခြင်းစိတ်ညစ်တာကိုပျောက်ချင်ရင်ပထမဆုံးအဆင့်ကငါစိတ်ညစ်နေတယ်ဆိုတာကိုလက်ခံဖို့ပါကျွန်တော်တို့ကစိတ်ညစ်တဲ့အခါမညစ်ချင်ဘူးဘာလို့ငါဖြစ်ရတာလဲဆိုပြီးရုန်းကန်ကြတယ်အဲ့ဒီလိုရုန်းကန်လေးစိတ်ကပိုပင်ပန်းလေးပါပဲဒီနေရာမှာမြား20ဥပမာလေးကိုစဉ်းစားကြည့်ရအောင်ပထမမြားကတော့ကိုယ့်စီကိုရောက်လာတဲ့ဒုက္ခပါဥပမာအလုတ်ပြုတ်တာအခြေရေးပျက်စီးတာဒါကိုရှောင်လို့မရပါဘူးဒါပေမဲ့ဒုတိယမြားကတော့အဲ့ဒီအပေါ်မှာထပ်ဆင့်ပြီးစိတ်ဆင်းရဲနေတဲ့ကိုယ့်ရဲ့တာတွေပါပထမများအဖြစ်ခံရတာနာကျင်ပေမဲ့ဒုတိယများကိုတော့ကိုယ့်ဘက်ကရှောင်လို့ရပါတယ်ဒါဟာဖြစ်တဲ့လို့ဖြစ်လာတာငါဒါကိုကြော်ဖြတ်ရမယ်ဆိုတဲ့အမြင်မှန်တမာဒိဋ္ဌိရှိရင်စိတ်ဒုက္ခတက်တာသွားပါလိမ့်မယ်နှစ်ကိုမေတ္တာပြန်ပို့ခြင်းကျွန်တော်တို့ကသူတစ်ပါးကိုတော့တနာတက်ကြပေမဲ့ကိုကြတော့အယမ်းရက်ဆက်တက်ကြတယ်ငါကတော့ညှက်လိုက်တာငါကြောင့်ဖြစ်ရတာဆိုပြီးကိုပြစ်တင်တာဟာစိတ်တန်ရာကိုစားနဲ့ပတ်နေတယ်လို့ပါပဲအခုချိန်ကစပြီးကိုအချစ်ဆုံးတငယ်ချင်းတယောက်လိုဆက်ဆံကြည့်ပါစိတ်ညစ်နေတဲ့တငယ်ချင်းကိုတင်ဘလို့အားပေးမလဲအဆင်ပြေသွားမှာပါမင်းအကောင်းဆုံးစူးစမ်းခဲ့တာပဲလို့ပြောမှာမဟုတ်လားအဲ့ဒီစကားကိုကိုပြန်ပြောပါအတ္တဟိအတ္တနောနာထောမိမိကိုယ်သာကိုးကွယ်ရာဆိုတာဒါပါပဲဘသူမှလာမကယ်နိုင်ခင်မှာကိုယ်စိတ်ကိုကအရင်ဆုံးပြန်ထူမဲ့ရပါမယ်၃ဓမ္မအာစေနဲ့လက်တွေ့ချင်းစဉ်စိတ်ညစ်နေတဲ့အချိန်မှာအတွေးတွေကတဝဲလေလေဖြစ်နေတတ်ပါတယ်အဲ့ဒီအချိန်မှာအာယုံပြောင်းခြင်းကအကောင်းဆုံးစီးပါတငြိမ်လေးထိုင်ပြီးအသက်ရှူပါဝင်လေထွက်လေကိုအာယုံပြုပါဝင်တိုင်းအေးပါစေထွက်တိုင်းဘေးစင်ပါစေလို့နှလုံးသွင်းမှာနှစ်ကာထားတော်များရွတ်ဖတ်ပါမေတ္တာတုတ်သို့မဟုတ်ဂုဏ်တော်ကွန်ချာကိုရွတ်ဖတ်ပါအတန်ထွက်ရွတ်ခြင်းကစိတ်ထဲကအမှောင်တုကိုလွင့်စင်စေပါတယ်သုံးခုတို့အသေးလေးတွေလှုပ်ပါငှက်ကလေးတွေကိုအစာကျွေးတာအိမ်ကဖျားစင်ကိုတန်ရှင်းရေးလုပ်တာမျိုးကငါဟာအသုံးဝင်တဲ့သူပဲဆိုတဲ့စိတ်ကိုပြန်ရစေပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကဒါဟာလည်းပြီးသွားမှာပါပဲဆိုတာပါပဲတင်အရင်ကကြုံခဲ့ဘူးတဲ့အခက်အခဲတွေကိုပြန်စဉ်းစားကြည့်ပါအဲ့ဒီတုန်းကလည်းအခုလိုပဲတေလူမတက်ညစ်ခဲ့ပေမဲ့အခုတော့အဲ့ဓာတွေကြံခဲ့ပြီမဟုတ်လားအခုကြုံနေရတာကလည်းတနေ့မှာအတိတ်ဖြစ်သွားမှာပါစိတ်ညစ်တာဟာသင်ခန်းစာယူဖို့လာတဲ့ဧည့်သည်ပါဧည့်သည်ကိုဧည့်သည်လိုပဲဆက်ဆံပါအိမ်ရှင်ဖြစ်တဲ့တင့်စိတ်ကိုအညစ်အကြေးတွေမကန့်ညှိပါစေနဲ့မနှက်ဖြန်ဟာအသစ်ဖြစ်တယ်လို့တင့်ဘဝဟာလည်းအသစ်ပြန်စလို့ရပါတယ်အားလုံးပဲစိတ်အေးချမ်းမှုရကြပါစေ